သမဂ္ဂဝန်ထမ်းကိုဖမ်းဆီးထားကြောင်းဟူသီစစ်ကြောညာအီရန်နဲ့မဟာမိတ်ဖွဲ့တွေကပြီးခဲ့တဲ့ဩဂုတ်လတွင်ကဆန္ဒရှိန်ကုလသမဂ္ဂစောင့်တွေကိုဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဟူသီအုပ်ချုပ်တဲ့ဆိုရနဲ့ဝင်ကြီးချုပ်တွေဟာပြီးခဲ့တဲ့ဩဂုတ်လတွင်ကစပြီးအနည်းဆုံးကုလသမဂ္ဂဝန်ထမ်းကိုထိန်းသိမ်းခဲ့တယ်လို့ထုတ်ပြန်ထားခဲ့တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။အစ္စရေးတိုက်ခိုက်မှုကိုတံပြန်တဲ့အနေနဲ့အခုလိုမျိုးစစ်စင်ရေးတွေဆောင်ရွက်နေတာဖြစ်တယ်လို့ဟူသီဖွဲ့တွေကအခုလိုထုတ်ပြန်ထားတာဖြစ်ပါတယ်။အထွေထွေတွင်ရမှုချုပ်ကဝန်ထမ်းအားလုံးကိုချင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့သူ့ရဲ့အရေးတကြီးတောင်းဆိုချက်ကိုထပ်လောင်းပြောကြားလိုက်ပါတယ်။သူတို့ကိုသက်ဆိုင်ရာနိုင်ငံတကာဥပဒေတွေနဲ့ညီလေးစားကာဝယ်ပေးရမယ်လို့လည်းပြောကြားထားပါတယ်။ဂါဇာစစ်ပွဲဆုံးသက်ရေးနဲ့စစ်ကြောဖုံးညံ့ညက်ကျနေတဲ့ဂါဇာကိုပြန်လည်တည်ဆောက်ရေးထရန့်ရဲ့မူပေါင်းသဘောတူညီချက်ကြားအစ္စရေးနဲ့ဟာမတ်တို့ပြန်လည်ပြများနေကြတာလည်းဖြစ်ပါတယ်။ဂါဇာစစ်ပွဲဆုံးသက်ရေးအစ္စရေးနဲ့ဟာမတ်တို့တိုက်ရိုက်မဟုတ်တဲ့ဆွေးနွေးပွဲစတင်နှစ်ဖက်အကြားနှဆိုင်တဲ့သဘောကွဲလွဲမှုတွေရှိနေပေမဲ့ဂါဇာမှာနှစ်နီးပါးကြားဖြစ်ပွားနေတဲ့စစ်ပွဲပြီးဆုံးတော့မယ်လို့တတိနဲ့အကောင်းမြင်မှုကြားကပဲအစ္စရေးနဲ့ဟာမတ်တို့ဟာအမေရိကန်ပြည်ခတ်ရဲစရေးဆိုပြုချက်နဲ့ပတ်သက်ပြီးအီဂျစ်နိုင်ငံမှာတိုက်ရိုက်မဟုတ်တဲ့အစည်းအဝေးတွေပြီးခဲ့တဲ့တင်လာနေမှာစတင်နေပြီဖြစ်ပါတာကိုဒိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဆွေးနွေးပွဲတွေကိုအားရကြားဝင်စစ်ဆက်သူတွေနဲ့ပါလက်စတိုင်းကိုယ်စားလှယ်အဖွဲ့ကိုစတင်ခဲ့ပြီးနောက်ကြားဝင်စစ်ဆက်သူတွေဟာအစ္စရေးကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။အနောက်ကြားဝင်စစ်ဆက်သူတွေကနှစ်ဖက်စလုံးနဲ့ဆွေးနွေးပြီးနောက်အမေရိကန်ထူးတန်သမန်စတီဗ်ဝစ်ကော့နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့အီဂျစ်မီဒီယာကပြောပါတယ်။ပထမဆုံးဆွေးနွေးတဲ့အကြောင်းအရာဟာဒေါင်းစားခံလွတ်ပေးရေးရန်ရာဖြစ်ပါတယ်။ဟာမတ်ဆရာရှိတွေကတော့ပျက်စီးတွေအောက်မှာမြုပ်နှံထားတဲ့ဒေါင်းစားခံချုပ်ရဲ့ရုပ်လောင်းတွေကိုရှာဖွေဖို့အချိန်ပိုယူရဝယ်ရှိကြောင်းသတိပေးထားပါတယ်။အစ္စရေးချင်းအောင်တွေကပါလက်စတိုင်းကျင်းသားတွေနဲ့ဟာမတ်တို့ဖမ်းဆီးထားတဲ့ဒေါင်းစားခံတွေလွတ်ပေးရေးဂါဇာကနေအစ္စရေးတပ်တွေတစိမ့်တစ်ပိုင်းစုခွာရေးတို့ပေါ်မှာအဓိကထားဆွေးနွေးကြတာလည်းဖြစ်ပါတယ်။ဒီချက်တရားစစ်ပွဲဆုံးသက်ရွေးရှိရတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တင်ပြချက်တဲ့အချက်20တွေကပထမအဆင့်ဖြစ်ပါတယ်။ဒုတိယအချက်တွေကဆွေးနွေးဖို့လွယ်နေပေမဲ့ဒါဆိုင်ကန်လုပ်ပေးရင်းနဲ့အာဏာဆုံးဖို့ဟာမတ်တို့ကလက်ခံလိုက်တာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနောက်ကွယ်မှာအရှင်ယုံရလာခဲ့ပြီးပထမနေ့ဆွေးနွေးပွဲတွေဟာအပြုသဘောဆောင်တဲ့အခြေအနေတွေကြားမှာပြီးဆုံးသွားခဲ့ကြောင်းအီဂျစ်မီဒီယာကဖော်ပြခဲ့ပါတယ်။ထရန့်ဆွေးနွေးပွဲတွေအလွန်အောင်မြင်ပြီးအလင်းအမြန်ဆက်လက်ဖြစ်ပေါ်နေရလို့တနင်္ဂနွေနေ့မှာပြောကြားခဲ့တယ်လို့ဟာမတ်တို့ကလည်းဒီနေ့မှာအလွန်ရေးကြီးတဲ့ကိစ္စရပ်တွေကိုသဘောတူညီနေကြောင်းပြောကြားခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နီတာယန်ဟူကဆွေးနွေးပွဲတွေဟာရန်နေငယ်သာကြာမြင့်မယ်လို့မျှော်လင့်ကြောင်းနဲ့လာမယ့်ရက်တွေအတွင်းမှာအစ္စရေးဒါဇကန်အားလုံးကိုလွှတ်ပေးနိုင်ကြောင်းကြေညာနိုင်ဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။အကောင်းမြင်မှုတွေရှိနေပေမဲ့ဟာမတ်နဲ့အစ္စရေးတို့ကြားကြီးမားတဲ့ကွာဟချက်တွေကျန်ရှိနေဆဲဖြစ်ပါတယ်။ထရန့်ရဲ့အစီအစဉ်ဟာကျေပြန့်တဲ့အတိုင်းအတာရှိပေမဲ့အသေးစိတ်ချက်လက်နေပါနေပြီးတော့အစီအစဉ်ရဲ့အဓိကချက်တွေကိုဆွေးနွေးဖို့လွယ်နေဆဲဖြစ်ပါတယ်။ထရန့်ပုံပါတဲ့နှစ်250ပြည့်လွတ်လပ်ရေးထိမ်းမဲ့ဒီငါမှုချမ်းကန်ထုတ်ပြအမေရိကန်လွတ်လပ်ရေးနေ့က250ပြည့်အထိမ်းမဲ့ဖြင့်ထုတ်ဝေပေမဲ့သမ္မတဒေါ်နယ်ထရန့်ပုံနဲ့ဒီငါပြားတွေကိုအမေရိကန်ဆိုရကဒီဇိုင်းမှုချမ်းအစဉ်ထုတ်ပြခဲ့တာကို AP သတင်းမှာဖော်ပြထားပါတယ်။တန်ပေါ်အပြင်$တန်ပြည့်သုံးလုံးမဲ့ဒုံးကားတွေရဲ့မူချမ်းဒီဇိုင်းမှာတော့လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပုံကိုရေးဆွဲထားတာတွေ့နိုင်ပါတယ်။အဲဒီဒီဇိုင်းမူချမ်းကိုအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကပြသခဲ့တာဖြစ်ပါတယ်။ဖီတင်လက်အောက်ကနေအမေရိကန်ရဲ့လွတ်လပ်ရေးကြေညာမှုဟာလာမယ့်နှစ်မှာနှစ်ပေါင်း250ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ဒီငါပြရင်မျက်နှာစာတစ်ဖက်မှာတော့ထရန့်ရဲ့မျက်နှာပေးတစ်ဖက်ပုံကိုအနီးကပ်တွေ့နိုင်ပြီးနောက်ွယ်မှာလွတ်လပ်ရေးဆိုတဲ့စာတန်းအောက်ခြေမှာတော့100 2026ဆိုတဲ့စာတန်းပါရှိနေပါတယ်။နောက်တဲ့ဒီငါမျက်နှာပြင်မှာတော့အမေရိကန်အလံနောက်ခံနဲ့လက်ယုံစံတန်းနေတဲ့ထရန့်ရဲ့ပုံမနေ့တုန်းကအလောက်ကျမှုတစ်ခုမှာအသက်ဘေးကနေပုခါတီကလွတ်မြောက်ခဲ့တဲ့နောက်ထရန့်ကကြီးကြော်ခဲ့တဲ့555ဆိုတဲ့ကြွေးကြော်တန်းစာသား$ဆိုတဲ့တန်မိုးသတ်မှတ်ချက်တွေရေးထွင်းထားမှာဖြစ်ပါတယ်။ဂျိုင်မဲတာကနဦးအဆင့်ဒီဇိုင်းတစ်ခုသာဖြစ်ပြီးအချောသက်ထားတဲ့ရွေးချယ်မှုတော့မဟုတ်သေးဘူးလို့ဗန်နာယီဝန်ကြီးဌာနတာဝန်ရှိသူတို့ကမှတ်ချက်ပေးခဲ့ပါတယ်။ကနဦးဒီဇိုင်းကတော့ကြီးမားတဲ့အဟန့်သားတွေကြုံရင်တောင်မှအမေရိကန်နိုင်ငံနဲ့ဒီမိုကရေစီဟာစစ်တပ်ခံကြော်လွှားနိုင်တယ်ဆိုတာကိုထင်ရပြသစေဖို့ဖြစ်ကြောင်းသူကပြောပါတယ်။အမေရိကန်ရဲ့1950ပြည့်လွတ်လပ်ရေးနှစ်ပတ်လည်အတွင်းတင်တော်တဲ့$တန်ဒီငါတွေသုံးလုပ်ဖို့ကို2020ပြည့်နှစ်ကလေးကအမေရိကန်လွှတ်တော်ကမဲခွဲအတည်ပြုဆုံးဖြတ်ထားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီထိမ်းမဲ့ဒီငါရဲ့မျက်နှာပြင်မှာလူပုဂ္ဂိုလ်တဦးတယောက်ရဲ့မျက်နှာဒါမှမဟုတ်ပုံတူတွေမပါတင်ဘူးလို့မူအားဖြင့်သဘောတူထားခဲ့ပါတယ်။ဒါပြင်အမေရိကန်ရဲ့ဒီငါတွေသုံးလုပ်တဲ့အခါတတိထင်ရှားပုဂ္ဂိုလ်တယောက်ရဲ့ပုံတွေမပါတင်ဘူးဆိုတဲ့မှတ်ချက်ကလည်း1866ခုနှစ်ကလေးကဥပဒေအဖြစ်ပြဋ္ဌာန်းထားတဲ့အတွက်အခုဒီငါဒီဇိုင်းပေါ်မှာညှင်းပွားမှုတွေကလူမှုကွန်ရက်မှာချက်ချင်းပြန့်နှံ့လာပါတယ်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်မျိုးသမီးကကာရိုလိုင်းလီယာဗစ်ကတော့ထွက်အနေနဲ့လွတ်လပ်ရေးနှစ်250ပြည့်ထိမဲ့ဒီငါပေါ်မှာပုံနှိဖော်ပြခဲ့ရမလားဆိုတာမသိကြပေမယ့်အဲ့လိုဖြစ်လာရင်တမရာကြီးကတော့ကျင်းသေးပေါသဘောကျလိမ့်မယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်